ဒီပွဲမှာဟိုပေါ့နော်ဒီပွဲမတိုင်ခင်ရောပြင်ဆင်တာရောသူတို့အသင်ကစားတဲ့ပုံစံကစားခဲ့တဲ့ပွဲတွေပြန်ကြည့်ပြီးတော့ကျွန်တော်တို့ဒီအစွမ်းကနေဖောင်ရနိုင်တယ်ဆိုပြီးတော့ကျွန်တော်ပွဲမှာလည်းသူတို့တင်တယ်တကယ်လည်းဒီအစွမ်းလေးနဲ့ပဲကျွန်တော်ကိုးရတာပေါ့နော်အဲ့တော့ဘာပြောကျွန်တော်တို့ရဲ့ဒီဘီကလေးအောင်မြင်သွားတာမဟုတ်ဘူးဒါကတော့ကလေးအားမွေးရမယ်အားရှိအောင်ဒီတဲ့ကစားအားရှိအောင်မွေးရမယ်ဒီတန်ဖိုးနဲ့ကတော့ကျွန်တော်တို့ဟိုပါပေါ့နော်ဟိုဘယ်လိုပြောမလဲဆိုတော့ဒီဟိုပန်းနိုင်ရောက်ဖို့ဆိုတာနည်းနည်းတော့ခက်ဒီတန်ဖိုးဒီတဲ့ကစားအားရော stamina အကုန်ကောင်းအောင်ကျွန်တော်ချိုးစားမှာဒီဒီမှာလည်းလို့ပြည်သက်ပွဲတိုင်းလာပဲဘာပြောဒီ6ကူးဆိုတော့ကျွန်တော်တို့ဒီအနိုင်ရလက်လေးကသူလည်းပျော်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ဒီနေ့ပွဲရောပေါ့နော်အားလုံးစူးစူးစီးစီးနဲ့ကောင်းမွန်မွန်လေးပြင်ဆင်ထားတဲ့အတွက်ဂိုးတွေလည်းအများကြီးရတဲ့အတွက်ဝမ်းသာပါဗျာဟုတ်အရင်ပွဲတွေတဲ့အများကြီးကောင်းဆုံးဒါမဲ့ပွဲတွေမှာလည်းပြင်ဆင်သွားမှာဟုတ်ပြည်သက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာနောက်ပွဲတွေလည်းလာအားပေးပါအောင်ဗျာ